မရှိတာလေးတော့နည်းနည်းတော့ရောင်းပေးလာအောင်မယ်နော်ကျွန်တော်လည်းပစ္စည်းကဘာမှမဝင်ဘူးရှိတာလေးပဲရောင်းပေးပါမယ်နော်Oppo A56 လေးဗျာနော် Oppo A56 လေးအလုံးတန်နဲ့ပိုးစင်နာဆိုလုံးဝမပါဘူးဒီကောင်လေးတွေကနော်RAM 6 128GB ပါတယ်ဗျာနော်RAM 6 128GB ပါတယ်ဒီကောင်လေးကျွန်တော်လက်လီရောင်းချပေးမယ်ဈေးက2,800,000ခွဲပါဗျာနော်အယောင်လေး3မျိုးရပါမယ်ဗျာနော်အယောင်3ယောင်ရပါမယ်ကြိုက်တဲ့အယောင်လေးယူလို့ရပါတယ်နော်ဒီကောင်လေး RAM 6 128GB ပါတယ် Oppo A56 အလုံးတန်လေးတွေပါဗျာနော်ဒီကောင်လေး2,800,000ခွဲပဲပေးပါလက်ဝေပါတယ်ဗျာနော်ဒီကောင်လေး Type C အသွင်းပေါင်းနဲ့ကင်မရာနှလုံးနဲ့ဗျာနော်ကင်မရာနှလုံးနဲ့ဒီကောင်လေးတွေကျွန်တော်လက်ဆောင်လေးလည်းပါပါတယ်ဗျာနော်ရေစကန်အိတ်ပါမယ်အာသင်ကျိုးကျိုးကောင်းတွေရပါမယ်ဂိမ်းဆော့တဲ့လက်အိတ်ကလေးတွေပါမယ်ဗျာနော်လက်ဆောင်3မျိုးလေးထည့်ပေးထားပါတယ်ဗျာနော်ဒီကောင်လေးတွေကိုကျွန်တော်လက်ကားသေးလိုချင်တယ်ဆိုရင်လည်းကျွန်တော်လက်ကားသေးတစ်သက်ရှိပါတယ်လက်ကားသေးဆိုရင်တော့တစ်ချက် Viber မှာမေးပေးလေနော်လက်ကားသေးတစ်သက်ရှိပါတယ်အမှ Viber မှာမေးပေးပါကျွန်တော် flight လေးပို့ပေးပါတယ်နေဝေးဆိုရင်ကျွန်တော်ပစ္စည်းပို့ပေးတယ်ကားတင်ပေးပါတယ်ဗျာနော်မန္တလေးမြို့တွင်ဆိုရင်လည်းကျွန်တော်တို့အင်ရောက်ငွေချေပို့ပေးပါတယ်ဗျာနော်နေဝေးဆိုလည်းကျွန်တော်တို့အင်ရောက်ငွေချေပို့ပေးပါတယ်ဆိုင်ကိုလာရောက်ရွေးချယ်ဝယ်ခြင်းနဲ့ဆိုရင်တော့ဆိုင်လိပ်စာ58လမ်း113 114မှာရှိပါတယ်ဖုန်းဆက်ပြီးတော့လည်းမှားလို့ရတယ် Viber မှာလည်းမေးလို့ရပါတယ်ဗျာနော်ကျွန်တော်စီမှာအသစ်လည်းရှိတယ်ဒါမျိုးစကန်တွေလည်းရှိတယ်ဗျာနော်ပစ္စည်းကဒီရက်ပိုင်းနေမှာတိတ်မဝင်ဘူးဗျနော်ရှိတဲ့ပစ္စည်းလေးတွေကလည်းဈေးလေးနည်းနည်းတက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အများကြီးတင်မထားဘူးဒီကောင်လေးတွေဆိုရင်ပါလေးပဲအမြတ်တင်ပြီးတော့ကျွန်တော်ရောင်းချပေးနေပါတယ် Oppo A56 လေးတွေပါဗျလိုအပ်ရင်အားပေးပါအောင်နော်ကျေးဇူးပါ